အစ်စ်ဖြစ်တဲ့မောင်မိုက်ကီပါဟုတ်ကဲ့ကျွန်တော်ဒီမှာကျွန်တော်မဆော့ဖြစ်တဲ့ mobile legend သက်ဆောင်ဖြစ်ပါတယ်ကျွန်တော် season ကုန်နေတဲ့အတွက်ကျွန်တော် grandmaster မှာဖြစ်နေမှာဖြစ်ပါတယ်ခင်ဗျgrandmaster နေမှာကျွန်တော်တို့တွေepic 3 ထိတင်မှာဖြစ်ပါတယ်ကျွန်တော် follow လာအဲ့ဒါတော့ဘာလို့လဲမသိဘူးလက်ခံလိုက်ပါတယ်တော့အခုဆိုရင်စပါပြီခင်ဗျာဒီကစားဝဲတူးစီရနေနဲ့ grandmaster 1ကနေပြီးကျွန်တော် epic 3 ထိတင်နိုင်မလားဆိုတာကိုအပိုင်းလေးနဲ့ခွဲပြီးတင်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့မတ်တစ်လေးကင်မှာဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာတော့မတ်တစ်ကို van ချန်နဲ့ပို့ပြီးတော့ကျွန်တော်မကျွမ်းပါဘူးဒါကြောင့်ကျွန်တော်ပလီကာနဲ့ဆော့မှာပေါ့နော်မတ်တစ်ကိုကောင်းလာပြီတော့ပိုင်းကျွန်တော်ပလီကာနဲ့အသုံးပြုလိုက်ပါတယ်မတ်တစ်ကိုဟုတ်ကဲ့ကျွန်တော်ကင်တက်စီးတော့တိတ်မရှိပါဘူးကျွန်တော်ကပတ်ကြီးပဲအစော်များလို့ပေါ့နော်ကျွန်တော်နောက်နေ့ကျရင်လည်းပတ်ကြီးဆော့ပြရမှာပဲနောက်နေ့ကျရင်ပတ်ကြီးကိုဆော့ပြရမှာပတ်ကြီးဆိုရင်ပေါ့နော်ယူပြီပေါ့နော် just တင်မှန်သိဆိုကျွန်တော်လိုက်ပေါ့နော်လိုက်ပြောရေးရင်တို့မဟုတ်ကျွန်တော် follow လေးလုပ်ဝေးကြပါကျွန်တော်ကဒီနေ့မှစပြီးတော့ stream တာဖြစ်လို့ပေါ့နော်ကျွန်တော်တနေ့ကိုပေါ့နော်တပုတ်ချင်းစီတင်ပေးပါမယ်တကယ်လို့ကျွန်တော်မအားရရက်တော့မတင်ပေးနိုင်ပါဘူးခင်ဗျာကျွန်တော်မှာကရုတ်မရှိသေးပါဘူးကျွန်တော်ဆက်ဆော့ကျွန်တော်အရင်ဖနက်ဆက်လိုက်ပါမယ်ပြီးရင်တက်ပြသွားမယ်ပေါ့နော် mobile legend တော့ဘာတွေပြောင်းလဲသွားလဲဆိုရင်တော့ပေါ့နော်တော်ပြောင်းလဲပါတယ်အရင် version နဲ့မတူတော့ဘူးပေါ့နော်ကျအဲ့ဒါ down တော့များမလုပ်လို့လားမသိဘူးကျွန်တော် mobile legend ဆိုတာကြာပြီပေါ့နော်ဒီကောင်တွေ့ရတဲ့အနေနဲ့ဝင်ပြီးတီးပါညာဟုတ်ကဲ့မထိသွားပါဘူးဒီကောင်ပြေးသွားရပေါ့နော်ဒီကောင်မပြေးနိုင်မလားကျွန်တော်ပဲတက်နိုင်မလားဆိုတော့တီးကြရပါဘောနော်ဟုတ်ကဲ့ကျွန်တော်ချတယ်ကျွန်တော်လည်းပြန်ချရပါနော် Oh my god ကျွန်တော်မနိုင်ကျွန်တော်ပြေးရမှာပါဒါနဲ့ကျွန်တော်ကတော့အရှုံးမပေးပဲချမှာပါကျွန်တော်ဒီကောင်ကိုစားမယ်ပေါ့နော်ရှုံးသွားရင်လည်းတောင်းနိုင်ပါလေကျွန်တော်သိမဆော့တယ်လို့ဗျ viewer တို့ပဲကြည့်ပြီးကြပါဗျာကျွန်တော်ဘလောက်မဆော့တော့ဘူးလဲဆိုတော့ viewer တို့ပဲမြင်ပါပါဟုတ်ကဲ့အဲ့ကောင်က van ချက်ဖွင့်တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တိတ်ဆော့တတ်ပါဘူးဟုတ်ပြီဆိုအနေထားမှာပဲကျွန်တော်ဗရေဆိုင်မှုအတွက်လေလင်းကိုသွားပါတယ်ခင်ဗျာ Franco ရှိနေတာတွေ့မြင်ရမှာပြီ Franco ဝင်တယ်နှစ်ကောင်ကြီးရယ်ပေါ့နော်ကဲကျွန်တော်အပေါ်လိမ့်မှာပေါ့နော် anime တစ်ကောင်တွေ့ပါတယ် anime အောင်ဖြစ်ပါတယ် sorry ပါပါလာပါလားကျွန်တော်အဲ့လိုတွေ့အဲ့လိုပါဟုတ်ကဲ့အဲ့ကောင်ကတော့ကျွန်တော်မရမကောက်သွေးလျှော်တာဆွေးနေထားပါပဲကျွန်တော်ဒီဘက်ကိုပြေးလာတယ်လေကာလေးနဲ့ပဲကျွန်တော်လူခေါ်တယ်ကောင်းတယ်နော်ဆွေးနေထားပါကျွန်တော် Christian နဲ့ပြီးကျွန်တော်တာတဲသွားတက်မှာဖြစ်ပါတယ်တာတဲကျွန်တော် level နဲ့တက်လို့မရပါဘူးလေကျွန်တော်သွားလက် sorry ပါကဲရွေးပေါ့နော်ကျွန်တော်စော့ပုံကောင်းမှားလို့ဖြစ်ရင်လည်း comment ထဲမှာဝင်ပြောပါလို့ရပါတယ်ကျွန်တော်အခုဆိုတာတဲကိုတက်နိုင်ခဲ့ပြီကျွန်တော်ဘက်တာတဲရထားတယ်အခုဆိုရင်
ကြီးဆိုတဲ့အနေထားမှာပဲဟိုကောင်ဝင်လာရဲဆိုတဲ့အနေထားမှာကျွန်တော်ဝင်ကြည့်တယ်ကျွန်တော်မရမကောက်ဝင်ကြည့်ရဲဆိုတဲ့အနေထားမှာပဲကျွန်တော် AD မသုံးဘဲဒီကောင်တက်ပြနိုင်ရင်လားဆိုတာကြည့်ကြမယ်မရပါဘူးဟုတ်ကဲ့နှိုက်ရမယ်ဆိုတော့ဒီမှာဂိုးရှိခွာနေရတွေ့မြင်ရမှာဖြစ်ပါတယ်ဂိုးရှိကတော့တူဝပဲကွာပါတယ်ဟို sorry ကျွန်တော်ဂိုးရှိကတူဝပဲကွာသွားတာတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်လိန်ကျွန်တော်ထိန်းရတော့မယ်ပေါ့နော်ဟိုကောင်ဝင်လာတာတွေ့ရမယ်အကောင်လှမ်းပြစ်မယ်ဆိုတော့အနေထားမှာကျွန်တော်ရှိနေတယ်ဆိုတော့ဒီကောင်တီးတယ်ဒါပေမဲ့ဆက်ဝင်နေပေါ့နော်ဝင်နေကျွန်တော်လည်းထပ်ဝင်နေသူလည်းဝင်နေဆိုတဲ့အနေထားမှာပဲကျွန်တော်တွေးလျှော့ထားတယ်ဆိုတော့အနေထားမှာပဲပြန်ပြေးမယ်မနိုင်ဘူးသူကတော်တော်တာနေတာတွေ့မြင်ရရှိပါတယ်ကျွန်တော် item ဆက်ထားတယ်ဒါပေမဲ့ဘယ်တော့မရသေးဘူးပေါ်လဲဆက်လောက်သွားပြီပါကျွန်တော်က recall မရှိဘူးဒါပေမဲ့ကျွန်တော်ဆက်တက်တယ်နည်းနည်းပါပါဒီဘက်မှာကိုရှိခွာနေပြီမြန်လာပြီပါဒီဘက်မှာကိုရှိခွာနေရတွေ့မြင်ရတယ်ဆိုဒီမှာတာတဲADလိုတယ်ဘလီကာနဲ့စွာတာနည်းနည်းခက်ခဲတယ်အဲ့ဒါ line ကြောင့်လည်းပါတယ်တာတဲတက်မယ်ကျွန်တော်ရေမရဘူးကျွန်တော်အနောက်ကိုပြန်ရှင်းမယ်โอเคအဲ့ကောင်ကျွန်တော်တာပါတယ်ကိုပို့မယ်အဲ့ကောင်ပြေးတယ်ကျွန်တော်တီးတယ်အဲ့ကောင်ကျွန်တော်လာလိုက်ညအဲ့ကောင်ကျွန်တော်သွေးကိုလျှော့မှာဆိုတဲ့အနေထားပါပဲကျွန်တော်တီးနေရ Oh my god ကျွန်တော်ပြေးတယ်တာပါတယ်ကိုပဲဟုတ်ပြီဒီမှာတစ်ကောင်ကျွန်တော်မနိုင်တော့ဘူးဝင်ပြီကျွန်တော်တီးပြီဒါပေမဲ့အနောက်ပြန်ဆင်းရဲကျွန်တော်မနိုင်ဘူးကျွန်တော်တီးတယ်ဖြည်းဖြည်းချင်းပဲအေးဆေးတက်မယ်ကျွန်တော်လိန်ကျွန်တော်ထိန်းရမယ်ကျွန်တော် item မလေးမရသေးဘူးရဖို့အတွက်ဒီနှစ်ခုကလိုသေးတယ်ဆိုတဲ့အနေထားမှာပဲတို့တာတဲကိုကြည့်မယ်ဟိုဘက်ကတစ်ကောင်ဒီဘက်ကတစ်ကောင်ပေါ့နော်ဟိုမတသူမတကိုမတဖြစ်နေတယ်ကျွန်တော်တာပါတိုင်းချိုးမှာကျွန်တော်တိုင်းတာနိုင်မယ်နော်အဲ့တော့ကြောင့်ဒီဘက်ကိုပြန်ပြေးတယ်ဆိုတော့သူခေါ်လာလည်းပြေးတယ်ကျွန်တော်တွေးဖြည့်တယ်တာပါကာကွယ်ဆိုတဲ့အနေထားမှာပဲကျွန်တော်ဝင်တီးတယ်ခင်ဗျဝင်တီးတယ်ခင်ဗျတွေ့မြင်ရမှာဖြစ်ပါတယ်တုံတာကွန်တာဖြစ်တဲ့ဒါနဲ့ကျွန်တော်ဝင်တီးရယ်ကံကောင်းတော့အဲဒီလိုထားတာတော့အလိုလေးဝင်နေမနိုင်ဘူးဒါနဲ့ကျွန်တော်အဖွဲ့သားတယောက်ဝင်လာရဲ့ကျွန်တော်နိုင်လောက်တယ်ဆိုတာအနေထားမှာပဲရှိတယ်အဲကောင်ကြီးပြန်ပြေးတယ်အဲကောင်ကြီးကျွန်တော်မနိုင်ဘူးကလင်းပြည့်တယ်လွဲတယ်ကျွန်တော်တစ်ခါမှမကြည့်ရဘူးဒီကကျွန်တော်ကြည့်နေတာမဟုတ်ဘူးဒါပေမဲ့ရတယ်ဟိုဘက်ကလည်းကိုရှိပါပြီလက်ဆော့မယ်ကျွန်တော်ဟိုဘက်ကကျွန်တော်သွေးရင်လျှော့တယ်ကျွန်တော် flee ကလည်းမရသေးကျွန်တော်သွေးဖြည့်ရလည်းမရသေးဘူးလက်ဆော့ထားတယ်အကောင်ဒီတာဝါနိုင်ရဆွဲခွန်ပါဒီမှာအကောင်သွေးလာလျှော့ပြီ flee ကမရသေးဘူး AC ပဲဆော့မယ်အကောင်ထက် level တာဖို့ကျွန်တော်အရေးကြီးရယ် okay ကျွန်တော် item ဆက်တယ်ကျွန်တော်ဘက်မှာလူတယောက်ရှိနေရယ်ဒါပေမဲ့အကောင်ဝင်တီးမယ်ဝင်ဟကြော့ကျွန်တော်တွေးဆော့တယ်ကျွန်တော်ချတယ်နိုင်တယ်ကျွန်တော်တွေးပြန်ပြီးတော့ဗောနော်ဘယ်လိုပြောတွေးပြန်ပြီးလို့ရဗောနော်ကျွန်တော်အမှနှစ်ကောင်တစ်ကောင်ဆိုတော့ကျွန်တော်လည်းမနိုင်တော့ဘူးနှစ်ကောင်ဆိုတော့ဝင်တီးလို့ရတယ်ဒါပေမဲ့တာဝါခံသွားလို့ဒီကောင်ကန်ကောင်းရတယ်
အောက်လိုက်ကြီးအပေါ်လင်းကိုတက်လာပြီဗတဲ့ဖြစ်တော့မှကျွန်တော်တည်နေပရန်ကိုရှိတယ်နည်းကြောက်ရတယ်ပရန်ကိုတိတ်ဝိုင်းဆိုတော့တိတ်မကြောက်ရတော့အဲ့တော့ကျွန်တော်တို့တာဝါတူလို့ရတယ်မရသေးဘူးကျွန်တော်ကျွန်တော်ဒီလိုပြစ်တယ်โอเคအခုဆိုရင်ဟိုဘက်ကပေါ့နော်တာတဲပို့တာနေတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကလောရထားဖို့လိုတယ်ကျွန်တော်တို့ဘက်ကလောရထားဖို့လိုတယ်ဟုတ်တယ်အဲ့ဘက်မှာ enemy ရှိရယ်နှစ်ကောင်တစ်ကောင်ကျွန်တော်ဘယ်လိုမှမနိုင်နိုင်ဘူးโอเคမရအကောင်ခြုံထဲမှာပဲရှိနေနိုင်တာရှိနိုင်နိုင်โอเคကျွန်တော်ဗတဲ့သွားဆိုင်မယ်ဆိုတာမဖြစ်သေးဘူးဒီမှာအပေါ်မှာဒီကောင်ရှိတယ်ဒီကောင်ကကျွန်တော်တာဝါနာခေါ်လာမှရမယ်အဲ့ကောင်ကျွန်တော်တွေးလျှော့တယ်ဒါမဲ့အကောင်တွေးလျှော့ပဲမထီဘူးမှားကုန်ဟုတ်ပြီအတင်လာပါသူကလာတယ်သူကနေထားမှာပဲကျွန်တော်ကြိုက်ကျွန်တော်တီးပြီဟုတ်ပြီသူပြန်ပြေးတယ်ပြစ်လာကျွန်တော်တွေးပြန်လျှော့တယ်ကျွန်တော်မှာစကေးတူးမရှိသေးဘူးစကေးတူးမရှိသေးဘူးဆိုတော့အနေထားမှာပဲလေကားနဲ့ပြေးတယ်ပြန်ကောင်းလို့တေးတာโอเคကျွန်တော်မဖြစ်နိုင်သေးဘူးဒီကောင်ခြုံထဲမှာရှိနိုင်သေးတယ်ကျွန်တော်တို့ကအတီတော့မခံဘူးဒါပေမဲ့တာဝါခိုးမယ်ကျွမ်းနေထားမှာပဲအကောင်ရှိနေရမရဘူးကျွန်တော်တွေးနေအကောင်တွေးနေဘယ်လိုမှမရဘူးအကောင်ဝင်လာကျွန်တော်တင်မှာကျွန်တော်မှာ flicker လည်းမရှိတော့ဘူးကျွန်တော်တူးပြီးရင်အကောင်ဝင်မှာအဲ့ဒါကြောင့်ကျွန်တော်တူးနဲ့ပဲပြန်ပြေးလို့ရမှာလော့သွားတတ်မယ်ဆက်ပြကျွန်တော်အပေါ်မှာဟိုပေါ့နော်အပေါ်မှာဒီကောင်တူးကိုစောင့်တယ်တူးကိုစောင့်တယ်ကျွန်တော်ပြန်ထွက်တယ်ဒီကောင်တွေးပြန်လျှော့တယ်ကျွန်တော်ပြန်ဝင်တယ်တွေးပြန်လျှော့တယ်ဟောင်းတယ်လော့တထားဘယ်ဘက်ကရသွားမလဲကျွန်တော်တို့ဘက်ကပဲရတယ်လော့အကောင်လာတယ်ဆိုတော့အနေထားမှာပဲဒါကျွန်တော်အခွင့်ကောင်းဖြစ်သွားတယ်ဆိုတော့အနေထားအကောင်ဝင်တီးတယ်တေသွားတယ်ကျွန်တော်တို့ဒါဆိုရင်ဟိုဘက်ကပေါ့နော်အလေလင်းကဗတဲ့ဆိုင်နေတဲ့အချိန်မှာကျွန်တော်ဒါတာဝါချိုးဖို့အတွက်အစီအစဉ်ရသွားရပါတော့အစီအစဉ်တော့မဟုတ်ပါဘူးကျိုးဒါဆိုရင်အောက်လင်းကိုသွားပါတယောက်ဟိုကောင်ရောက်လာမယ်အဲ့ကောင်ရောက်လာလို့ရှိရင်အဲ့ကောင်က scale 2လား scale 1လားအဲ့ဒါနဲ့အရင်ပြစ်မယ်ကျွန်တော်သိတယ်ကောင်းတယ်တာဝါချိုးရတယ်ဆိုအနေထားမှာပဲ3% 3% ကျွန်တော်ပြီးပါပြီဆိုအနေထားကျွန်တော်မရတော့ကျွန်တော်မရတော့ကျွန်တော်အဲ့ချိန်ဝင်လိုက်ရမှာမှားပါတယ်ကျွန်တော်တို့ဒီဘက်ကိုသွားရမယ်သွားလို့မရတော့ဘူးကြောအခုဆိုဟိုဘက်ကလည်းပေါ့နော်ရော့ပေါ့နော်ကျွန်တော်မဖြစ်နိုင်လေကျွန်တော်ဝင်တီးတာပေါ့နော်ကျွန်တော်အကောင်မထီးကျွန်တော်တရာကျွန်တော်အသေးဘူးရတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်နိုင်တယ်ကျွန်တော်ဗီဒီယိုကြာရင်တောင်းရပါတယ်ကိုယ့်ဘာကိုစောင်းပြီးတော့ပဲပေါ့နော်ကျွန်တော်ခုဆိုရင်14မိနစ်ရှိသွားပြီနော်ဒီမှာအလဲလိမ့်မှရှိနေတယ်
ဟုတ်ပြီကျွန်တော်တို့ epic ကိုပြန်ရဖို့တော်တော်ကြိုးစားရမယ့်အနေအထားမှာရှိနေတယ်ဒီကောင်နဲ့ပေါ့နော်ကျွန်တော် scale သိမ့်မထွက်ဘူးကျွန်တော်အပေါ်နဲ့ကျွန်တော်လှုပ်ထားလို့ရနေပြီဒါပေမဲ့ကျွန်တော်သွားရတယ်မသွားလို့မဖြစ်ဘူးအပေါ်လိမ့်မှာကျွန်တော်တို့ creep နေနေရပေါ့နော်အဲ့ဒါကြောင့်ပေါ့နော်ပေါ်ကျွန်တော်တို့လင်းရတော့အမျိုးလေးထိန်းရတယ်လာပြီဆိုတဲ့အနေထားမှာဝင်ပြီးရမြဗရဲဆိုင်ညာတွေ့မြမှာဖြစ်ပါဝင်ပြီးတယ်ကလင်းကိုတွေ့နေရတယ်ကောင်းတယ်ကလင်းကြံသေးတယ်ပရန်ကိုတွဲမယ်ပရန်ကိုတွဲမယ်ဝင်တီးထားတယ်ခေါ်ထားတယ်ကျိုးဗရဲပြန်ဝင်ထားမယ်ကျိုးဗရဲဝင်မှုအတွက်ဒီတာဝါခိုးမှဖြစ်မယ်ကျိုးအလေတာဝါပဲရှိကြံတော့တယ်ကလင်းကမမီဘူးကျွန်တော်ကိုဝင်ကျွန်တော်ဝင်လို့ရရဲဒါပေမဲ့ကျွန်တော်လူစောင့်နေတယ်ကျွန်တော်တို့လူတွေလော့တက်နေတယ်လော့2ချိန်ညာသွားပြီဟုတ်ပြီကျွန်တော်တို့ကြည့်ရတာအပေါ်လဲကိုလာမယ်ဆိုရင်အနေထားမှာကျွန်တော်တွေ့နေရမှာဖြစ်ပါတယ်တွေ့နေရတယ်တွေ့နေရတယ်ကျွန်တော်တွေ့နေရတယ်ပေါ့နော်ကျွန်တော်တွေ့နေရဆိုတဲ့အနေထားဖလီကာနဲ့ကျွန်တော်ပြန်ပြီးမှဖြစ်မယ်โอเคကျွန်တော်ဗရဲဝင်လို့ရပြီလို့မထင်ဘူးကျွန်တော်ပြေးပြီโอเคကျွန်တော်လောကအသက်ရှင်နေသေးပဲမနိုင်မဲနဲ့တို့ဒီမှာလောတက်နေရတွေ့မြင်ရမယ်ဒါပေမဲ့လောက AC ပဲမှန်တယ်ကျွန်တော်ဒီလောမရှိဝင်နေကျွန်တော်တို့တာဝါထိုးတယ်ပြီးပြီကျုံးနိုင်သွားတာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီတော့ခဏခွင့်ရတယ်ကျဲနှလုံးတက်ပါတယ်ခင်ဗျဟုတ်ပါတယ်အခုအားပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ